မင်္ဂလာပါကျွန်တော်အခုရောက်ရှိနေရတော့စုကိုဗစ်လမ်းမကြီးရဲ့မနီးပွဲမှာရှိတဲ့ Reach Sukhumvit 93 project ကိုရောက်ရှိနေတာဖြစ်ပါတယ်ဒီ project ကဘန်ကောက်မှာဘတ်တန်းကျော်နဲ့ရရှိမဲ့ရှားပါ project တစ်ခုဖြစ်ပါတယ်ဒါကတော့ရွှေရည်နေခံနေဖြစ်ပါတယ်ခံနေဝင်ကြည့်အောင်ဝင်ချင်းမှာတော့အဝတ်တွေထားလို့ရတဲ့ဗီဒီယိုလေးရှိမယ်ဒီဘက်မှာလည်းဝတ်တွေထားလို့ရမယ်ဒီဘက်အောက်မှာဆိုရင်ကိုယ့်ရဲ့ဖက်နက်တွေပါတွေထားလို့ရမယ်သူ့ရဲ့ဘယ်ဘက်ချမ်းမှာဆိုလို့ရှိရင်တော့ရေချိုးခန်းအိမ်နာပေါ့နော်ရေချိုးခန်းအိမ်နာကတော့ဒီလိုလေးရှိမယ် slide door လေးပါထားပေးတယ်ပေါ့နော်အဲ့ဒါပြီးလို့ရှိရင်တော့ဒီမှာဘိုးထိုင်ပါမယ်ဘေးစင်ပါမယ်တော်တော်ကြည်တယ်ဗျမှန်ဆိုလို့ရှိရင်လည်းတော်တော်ကြီးကြည်တယ်ဗျအဲ့တော့ကျွန်တော်တော့ကတော့တော်တော်အားရတယ်ပေါ့နော်ကဲဒီဘက်ကိုရှောက်ကြည့်အောင်ဒီဘက်မှာဆိုလဲ TV စင်ပါမယ် TV ပါမယ်အောက်မှာပစ္စည်းတွေပါထားလို့ရတဲ့နေရာလေးရှိမယ်ဒီဘက်ချမ်းမှာဆိုလို့ရှိရင်ရေခဲတက်တာပါမယ်ဒီဘက်ကိုကြည့်လိုက်မယ်ပေါ်ဘက်ကိုကြည့်လိုက်မယ်ဆိုရင်ပေါ်ဘက်မှာဆိုရင်မန်ဘီတို့အသေးစားလေးတွေရှိမယ်ပေါ့နော်ဒီချောင်းကြည့်မယ်ဆိုတော့ living room ပေါ့ living room မှာဆိုတော့ sofa area ပါမယ်ဒီက table လေးပါမယ်ဒီဘက်ချမ်းမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ပစ္စည်းတွေပါထားလို့ရမယ် showcase လေးပြလို့ရမယ်နေရာလေးတစ်ခုရှိမယ်ပေါ့နော် sofa ဆိုတော့တော်တော်ကျယ်ပါတယ်ဗျ sofa ဆိုလို့ရှိရင်လည်းလူ3-4ယောက်လောက် AC ထိုင်လို့ရတယ်ပေါ့နော်ဒီဘက်ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ bedroom ပေါ့နော်ကျွန်တော်တို့ဒီအိမ်မက်နေရာလေးကိုတစ်ချက်ကြည့်အောင်တော်တော်ကျယ်ပါတယ်ဗျလူ2ယောက်ကတော့ AC ပေါ့နော်တတောင်းတတာနဲ့အိပ်လို့ရမယ်ဒီဘက်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့မန်တင်ကုံရှိပါတယ်ဗျမန်တင်ကုံကလည်းရွယ်စားကြီးတယ်ဗျအဲ့တော့ AC တုံးလို့ရတယ်ပေါ့နော်ကျွန်တော်တို့ kitchen ဘက်ကိုတွားကြည့်အောင် kitchen ကလည်းဒီလိုမျိုး slide door လေးနဲ့လုပ်ပေးထားတယ်ဗျ slide door လေးနဲ့ဆိုတော့မှတခုခုကိုကရင်းနေပါတွေချက်တဲ့အနမ်းထွက်တဲ့ဟာတွေပါဆိုရင်ကျွန်တော်တို့အနမ်းတက်လေကာထားပြီးသားဖြစ်တာပေါ့နော်အနမ်းနေပါတွေအတန်နေပါလုံတာပေါ့ဒီနေရာလေးရင်ကြည့်ကြမယ်ဒီနေရာလေးမဆိုင်တာကနေရာတစ်သေးလေးပေါ့နော် space ကတစ်သေးလေးဆိုပေမဲ့ဒီမှာဆိုလို့ရှိရင်တော့ဒီ weight short zero ဘာလို့တော့ကောင်းကောင်းထားလို့ရတယ်ဗျ weight တွေပါ short နေဆိုရင်အောက်မှာလည်းဒီဆင်းတဲ့နေရာလေးတစ်ခုရှိရဆိုတော့ weight short zero ထားဖို့တော့နေရာလို့တော့ထင်နေဗျဒီဘက်ကြည့်အောင်ဒီဘက်မှာဆိုရင်တော့ဒီ basin ရှိမယ်ဒီကိုယ့်ရဲ့ kitchen ပစ္စည်းထားလို့ရတဲ့နေရာလေးရှိမယ်ဒါမှဒီဘက်မှာဆိုရင်တော့ဒါ microwave oven လေးထားလို့ရမယ်ပေါ့နော်ပြီးရင်အပေါ်မှာ cabinet ၄ခုရှိမယ်၄ခုမှာဆိုတော့တစ်ခုနဲ့တစ်ခုမှာအဲ့လိုမျိုးပေါ့ကိုကြိုက်တဲ့လိုမျိုးပစ္စည်းထားလို့ရမယ်ပေါ့နော်ဟိုမှာနှစ်ထပ်လုပ်ချင်အောင်ဖြစ်ဖြစ်ဒါမှမဟုတ်ဒီရောဖြုတ်ပြီးတော့တစ်ထပ်သေးကိုပဲပစ္စည်းကိုကြီးမားမားထားကြတာဖြစ်ဖြစ်ပေါ့နော်လုပ်လို့ရမယ်အောက်မှာဆိုလို့ရှိရင်လည်းဒါပဲနဲ့၄ခုရှိမယ်၄ခုမှာဆိုလို့ရှိရင်လည်းပဲပေါ့နော်ကိုယ့်ရဲ့ဒီဘောကြောင့်လည်းပတ်သက်တဲ့ပစ္စည်းတွေပေါ့သူသဖြင့်ထားလို့ရမယ်ပေါ့တော်တော်အဆင်ပြေတယ်ဗျဟုတ်ကဲ့ပါကျွန်တော်ခုပြသွားတဲ့ခန်းလေးကတော့ထိုင်းငွေဘတ်တန်းကျော်နဲ့ဝယ်ယူရရှိနိုင်မယ်Reach Sukhumvit 93 project လေးဖြစ်ပါတယ်ဒီ project လေးကဆိုရင်ဈေးနှုန်းလည်းတင့်တော်တယ်ဒီ location လည်းကောင်းတယ်ဒီပြန်ပြီးတော့ငားမယ်ဆိုလို့ရှိရင်လည်း rental ဘိုင်းရလည်းကိုယ့်အတွက်အမျက်ငွေတွေကိုယူဆောင်ပေးနိုင်တဲ့ project လေးတစ်ခုလို့ကျွန်တော်မြင်ပါတယ်ဟုတ်ကဲ့ဒီ Reach Sukhumvit 93 project လေးမှာရောင်းချပေးမဲ့အခန်းလေးတွေပေါ့နော်ဒါလေးကျွန်တော်တစ်ချက်ရှင်းပြပေးခြင်းပါတယ်ဘေးဒင်အနေနဲ့ကတော့ကျွန်တော်၈လုံးရှိပါတယ်၈လုံး A ရဲ့ B C D E F G H ဆိုပြီးတော့လို့မျိုးပေါ့နော်အင်္ဂလိပ်အခရာလေးနဲ့ဆိုပြီး၈လုံးရှိပါတယ်အမှန်ရောင်းချပေးမဲ့အခန်းလေးတွေကတော့ B ရဲ့ T ရဲ့ H ရဲ့ဖြစ်ပါတယ်ခင်ဗျဘေးဒင်နံပါတ်ဘေးဒင်ဟိုပါပေါ့နော်ဘေးဒင်နာမည်လေးတွေပေါ့နော်အမှန်ဘေးဒင် H ကမနေ့ကလေးတွေပေါ့နော်ရောင်းကုန်သွားပြီလို့သိရပါတယ်ဗျအဲ့တော့ကျွန်တော်တို့လက်ရှိ
ဝယ်ယူလို့ရရှိနိုင်တဲ့ bidding လေးကတော့ bidding B ရယ် bidding D ရယ်ဆိုပြီးတော့နှလုံးသာကျန်ပါတော့တယ်ဗျအမဒီကိုကလက်ရှိအခုချိန်တွေကဝယ်ထားမယ်ဆိုလို့ရှိရင်တော့အလွှာပေါ့နော်ကိုကြိုက်တဲ့အလွှာကိုဘယ်လောက်8လွှာမှနေချင်တာလား9လွှာမှနေချင်တာလားကိုကြိုက်တဲ့အလွှာတွေကိုရွေးချယ်ခွင့်ရှိမယ်ကိုက front view လိုချင်တာလား back view လိုချင်တာလားကိုဘယ်လို view လိုချင်လဲအဲ့လိုမျိုးပေါ့နော်ဒီလိုမျိုးကိုကြိုက်တဲ့ location ကိုကြိုက်တဲ့အနေအထားကိုကြိုက်တဲ့ပုံစံမျိုးကိုရွေးချယ်ခွင့်ရမယ်ပေါ့နော်အခုချိန်တွေကသာဝယ်မယ်ဆိုလို့ရှိရင်ပေါ့ပထမဆုံးချက်အနေနဲ့ affordable price ဆိုတဲ့နောက်မှာကျွန်တော်ဗာပြောချင်လဲဆိုတော့ဒီ1 square meter ကိုဘတ်ငွေ9000နဲ့ရနိုင်တယ်ပေါ့နော်ဒါကတော့လုံးဝဒီဘန်ကောက်တစ်မျိုးလုံးမှာအင်မတန်ကိုရှားတဲ့ဈေးနှုန်းပဲပေါ့နော်တကယ်ပြောမယ်ဆိုတော့ဘယ်နေရာမှာမှမရနိုင်ဘူးပေါ့နော်အဲ့တော့ပထမဆုံးတစ်ချက်အနေနဲ့ကတော့ affordable price နောက်တစ်ချက်ကတော့ကျွန်တော်ဘယ်လိုပြောချင်လဲဆိုတော့ location နဲ့ transportation ပေါ့နော် location သူတည်ရှိတဲ့နေရာကလည်းနာမည်ကြီးစီ Sukhumvit ဒီလမ်းမပေါ်မှာရှိတာပေါ့နော်ပြီးတော့ transportation ရပြောမယ်ဆိုလို့ရှိရင်လည်းဒီ BTS Sukhumvit Green Line နဲ့လည်းနေတယ်ဒီပြီးတော့ပေါ့နော်လမ်းမနေပြီးတော့ project ကိုဝင်လာမယ်ဆိုလို့ရှိရင်လည်း9မိနစ်လောက်ပဲကြာတယ်ပေါ့နော်ကားနဲ့ဆို9မိနစ်လမ်းလျှောက်မယ်ဆိုရင်တော့10မိနစ်ကျော်လောက်ပဲကြာတယ်ပေါ့နော်အဲ့တော့ဒီနေရာ location အရာလေပေါ့နော်အချက်ချာကြာတယ်ပေါ့နော်နောက်တစ်ခုကဆိုလို့ရှိရင်တော့ဒီကျောင်းပေါ့နော်ဒီကျောင်းတက်မဲ့တတမိမိတွေဒီမိဘတွေအတွက်ဆိုလို့ရှိရင်ရွေးချယ်စရာတစ်ခုအနေနဲ့စဉ်းစားစရာဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီ international school တွေကလည်းဒီနားတစ်ဝိုက်မှာရှိတယ်အထူးသဖြင့်တော့ West International School ကဒီအနီးနားလေးမှာပဲရှိတယ်ပေါ့နော်ဈေးဆိုင်တွေ shopping mall တွေနဲ့လည်းနေတယ်ပေါ့နော်ကျွန်တော်ဒီလမ်းထိပ်မှာဆိုလမ်းထိပ်တင်မယ်ကျွန်တော်7-11နေအခြားမြန်မာဆိုင်တွေမြန်မာအစားအစာကြိုက်တဲ့လူတွေအတွက်မြန်မာဆိုင်တွေလည်းရှိတယ်ပေါ့နော်ဟုတ်ကဲ့ပါဒီအခန်းလေးကိုပြန်ပြီးငှားမယ်ဆိုရင်လည်း rental ကြေးအနေနဲ့12000-13000ဝန်းကျင်ပြန်လည်ရရှိနိုင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ဒီနေ့ပြသွားတဲ့ Rich Sukhumvit 93 project လေးကိုစိတ်ဝင်စားတဲ့လေးလာခြင်းနဲ့ဝယ်ယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ property and beyond ကိုဆက်သွယ်လို့ရပါတယ်ကျွန်တော်ကတော့ property and beyond က Norris ဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ